ကျွန်တော်နဲ့ပတ်ဒီနဲ့ဒီနေ့မှာ Mobile Legends Challenge ဆော့မယ်ကျွန်တော် Mobile Legends မှာတစ်ခါသိသွားတဲ့အခါကျရင်ကျွန်တော်အစ်ပေးရနေတယ်ကျွန်တော်ဒီမှာ NFC တက်တွေထုတ်တာရှိရယ်သူနဲ့ကျွန်တော်နဲ့ဒီတရားဟာတွေတယောက်တော့ဆွဲပြီးတော့ box လေးကိုထည့်မယ်ဒီ box ကဘာလဲဆိုတော့ကျွန်တော် fan တွေဆိုရင်ကြည့်လိုက်မယ်ပြီးတော့ဒီထဲကိုထည့်မယ်တကယ်လို့ကျွန်တော်တို့ကြီးရတဲ့အခါကျရင်တော့စုချတဲ့အနေနဲ့ Mami Monster ဆက်လေးစားမှာဖြစ်ပါတယ်ဒါကလုံးဝဆက်တယ်အခုသူကအဆက်လုံးဝကြောက်နေဗျာသူရဲ့ရှာဒေါက်တာဝူရိုင်ပြောထားတာသူရဲ့ရှာပေါက်လေးဖြစ်နေလို့ပြောမှာသူများထက်ပို့ပြီးတော့ရှာကွဲနေတာကွဲတော့အဆက်စားတဲ့ခါကျရင်သူများထက်နှစ်ဆပိုဆက်တယ်နော်ကျွန်တော်တို့ဒါစုချရေးရတဲ့ခါကျရင်ကျွန်တော်လည်းကြေးရရင်အာမီမိုစတာစားဆိုတော့ဒီမှာလက်ချက်ဆော့ကြမှာဆိုတော့ဒါလေးကိုကြောက်တော့ရင်ထွဲလိုက်အောင်နည်းနည်းလေးပဲစားတယ် Funny ခေါ်ဆောင်လေ I am Optimus Prime, leader of the ဆိုတော့ Autobots. အဲ့တော့ let's go Mobile Legends. Use a little energon, fight of all. တပ်လောက်လေ ဟုတ်တယ်အော်ရောစကန်စီရအောင်ဟုတ်လား တကယ်ရောင်သွားပြီတကယ်ရောင်သွားပြီစားလိုက်အောင် ထုတ်ရ You cannot ignore. ပြင်မှာလာကြည့်တာကိုသာနီးခံငါမာနီ အကောင်လေးကိုကြောင်းနေတာအေး ကို ကြီးရ ကို ပါ ယူရမှာ ကြီးရ ကို ပါ ယူရမှာ ဟောအေးအာကျွန်တော်သိသွားပြီထဲလိုက်ဒါလေးတစ်ထောင်လေးနဲ့စဖွင့်လိုက်နော်ဒီကောင်လေးနဲ့မှန်ပါ Slain the အဲ့ဒီတွက်ပဲအဲ့ follow subscribe လုပ်ထားလိုက်အောက်ပါတက်ပြီအောက်ပါတက် nice ဒါပဲဒါပဲတပည့်ကြီးဆိုနှစ်ထုံးယူမာနီမွန်စတာနှစ်ထုံးယူတစ်ထုံးနောက်ထုံးယူ ယူလိုက်ပြီ လိုက်ပြီလား We can't stand by and watch the destruction. Hello ဒီရွာကြီးကဲတော့ဟာဒါလေးဝီလေးပဲလေးဒီခေါက်တော့ဝီလေးပဲလေးထည့်လိုက်โอเค like follow subscribe ဟောတိုင်းနေရတယ်အားလုံးကိုတိုင်းနေရတယ် နေပါ တော့ဖြစ်နေရဒီရွာကြီးအောင်ကြီးကျွန်တော်ကကြီးမရတဲ့ပေပဲတင်နေ ကစ်ကလေး တော့ဒါတော့ဝီလေးပဲ I follow subscribe နေပါကြီး တပွဲတဲ့ကုန်ကြောင်တော့မယ်သိရဟေးချစ်တဲ့ရဲ့သိရနိုင်ရင်လည်းလေငါဝီလီပဲ like follow subscribe အဲ့ဒါနဲ့အဲ့ဒါနဲ့သိဟိုင်းတောင်းလိုက်တာပြောင်းရေး Never stop fighting for our freedom. Autobots, roll out! အဲ့မှာဖုန်းလိုက်ဖုန်းလိုက်ဖုန်းလိုက် triple key ရော triple ကို key ကိုရောမာရီလိုက်တော့အဲ့ကောင်ကြီးအဲ့ကောင်ကုန်တော့မယ်ရောကျွန်တော်ရေးတာလေ ပုတ်ပေးတုံးတုံးနေအောင်တုံးတုံး ကျွန်တော်ရေးတာလေโอเคအောင်လိုက်ကတော့ပြီး နေပြီညောင်း ရဟာ နောက်မှနေသွားပြီဖလစ်ကလည်းမရှိ ဘုံးလာနှစ်ခုပဲနောက် ဘူးမရောက်တယ်ချစ်တယ်အမနာမည်ခေါ်ပေးပါကီကို တော့ပြောဒီမှာပြေးသွားရ ကျမရဲ့ဒီမှာကြည့်လာမြင်ရလားတော့မသိဘူးမြင်ရလား ဒီအားတော့ကကျွန်တော် string တစ်ခုထပ်လုပ်ပေးမယ်နော်ကျွန်တော်ညာကြရုပ်ရှင်ကြည့်ဒါပဲစားအောင်ပါသူ့မှာအများကြီးဒါပဲရတယ်ဒါပဲရတယ်ကြားတဲ့ဟာလေးကိုချိန်တာပြီးစားလိုက် ပါပါအိမ်ပြန်ယူသွားမှာတကယ်တော့ ကျွန်တော်ကအဆက်ကြိုက်တော့အဆက်ရတာတော်တော်မိုက်ဆက်ရတော့တော်ကောင်း